Joy Boy ဆိုတာတကယ်ရှိကြလားသူရှိခဲ့ရင်ရောကဘာကြီးကိုဘယ်လောက်တောင်ခက်စီခဲ့လဲဒီမှာတော့ပြောက်ကွယ်သွားတဲ့သမိုင်း voice ကြီးတွေကသူရဲကောင်းတယောက်ရဲ့အကြောင်းကိုအသေးစိတ်ဖော်ပြသွားမယ် Joy Boy ဆိုတဲ့နာမည်ကိုပထမဆုံးချိန် Facebook Island ရဲ့ Phoneclick ကျောက်ဆောင်ပေါ်မှာသိခဲ့ရတယ်သူဟာလွန်ခဲ့တဲ့နှစ်ပေါင်း800အတွင်းကအသက်ရှင်ခဲ့တဲ့လူဖြစ်ပြီးထိုကာလဟာ Wakabaman ကဖြောပြထားခဲ့တဲ့ voice ကြီးလို့ခေါ်တဲ့သမိုင်းကျောက်ဆောင်နေတဲ့အချိန်ပဲဖြစ်ပါတယ်အဲကြောင့်သူဟာဒနာရီတက်တက်မဟုတ်ပဲသမိုင်းထဲမှာတကယ်ရှိခဲ့တဲ့ပုံကိုယ်တူဖြစ်တယ်ဆိုတာသိကြပါတယ်ဂျွန်မိုင်းကဟီတိုနိုမီမော်ဒယ်နီကာဆိုတဲ့နီနဖျားနီကာရဲ့အစွမ်းကိုပိုင်ဆိုင်ခဲ့တဲ့သူပါဒီဆွမ်းကအသုံးပြုသူကိုလွတ်လပ်ခြင်းစီစီတော်ဖြစ်စေပြီးခန္ဓာကိုယ်ကိုရာဘာဖြစ်ပြောင်းလဲကစိတ်ကူးနဲ့လက်တွေကိုပေါင်းဆက်နိုင်တဲ့အင်အားကြီးမားတဲ့ဂီယာဖိုက်ဆွမ်းအားကိုစောပိုင်းပိုင်ဆိုင်ခဲ့တဲ့သူပဲဖြစ်ပါတယ်ဂျွန်မိုင်းရဲ့အာဏာဟာတိုက်ခိုက်ရေးဆွမ်းရည်တွေမကပဲဖစ်မန်အိုင်လန်ရဲ့မင်းသမီးဖူဆိုင်တိုဖြစ်တဲ့ရှေးအောင်လက်နက်နဲ့လည်းမဟာမိတ်ဖွဲ့နိုင်ခဲ့ပြီးလူသားတွေနဲ့ငါးလူသားတွေကိုစူးစီးနေထိုင်မှုအတွက်လို့ခေါ်တဲ့သင်္ဘောကြီးကိုတည်ဆောက်နိုင်ခဲ့တဲ့သူပဲဖြစ်ပါတယ်ဒီချက်တွေကသူ့မှာကဘာကြီးကိုပြောင်းလဲပြဖို့စီမံကိန်းကြီးတစ်ခုရှိခဲ့ပြီးကဘာအစဉ်ကိုလွှမ်းမိုးနိုင်ခဲ့တဲ့ဩဇာအာဏာကိုပိုင်ဆိုင်ခဲ့ကြောင်းသက်သေပြခဲ့ပါတယ်။ကံမကောင်းစွာနဲ့ပဲ Joy Boy ဟာသူ့ရဲ့ဂတိကဝတ်ကိုမဖြည့်ဆည်းနိုင်ခဲ့ပဲကြာရှုံးခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ဆန္ဒဟာကာလရှည်ကြာဆောင်ဆိုင်နေပြီးယခုချိန်မှာတော့ Monkey D. Luffy ကနီကာဆွမ်းကိုဆက်ခံပြီး Joy Boy ရဲ့ဝိညာဉ်ကိုပြန်လည်နှိုးထစေခဲ့ပြီးဖြစ်ပါတယ်။အဲဒါကြောင့် Joy Boy က One Piece ဇလန်းရဲ့အကြီးမားဆုံးသမိုင်းဝင်ပုဂ္ဂိုလ်တူဖြစ်လာနိုင်ပါတယ်။ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲ။နောက်ထပ်လည်း One Piece နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျိုးရောင်တင်ဆက်ပေးပါမလို့သဘောကျရင် like နဲ့ follow တွေလုပ်ခဲ့ပေးကြပါဦး။မရှာပြီးပါ See you the next video